နေ့မှာယဟန်တစ်ပါးကဘုဒ္ဓကိုမေးပါတယ်မြတ်စွာဘုရားလူတစ်ယောက်သေပြီးရင်ဘာဖြစ်သွားပါသလဲဖေဟာမိကုန်းကလွယ်လွယ်လေးပဲထင်တာပဲမဲ့ဘဝတန်တရားအတွက်တကယ်အရေးကြီးပါတယ်ဗုဒ္ဓကမေးလိုက်တဲ့ယဟန်ငယ်ကိုတိတ်တဆိတ်ကြည့်လိုက်ပါတယ်မျက်လုံးထဲမှာအံ့ဩမှုမရှိဘူးအလွန်နှက်ဆိုင်တဲ့တည်ငြိမ်မှုတစ်ခုပဲရှိနေပါတယ်မိကုန်းမေးတဲ့သူကိုယ်တိုင်တောင်အဲ့ဒီတည်ငြိမ်မှုထဲမှာပျောက်ကွယ်သွားသလိုပါပဲယဟန်ကြီးရဲ့အတန်ကလှုပ်ရှားနေပါတယ်မြတ်စွာဘုရားလူတွေသေသွားတာကိုတပည့်တော်မြင်မှုပါတယ်အသက်ရှူထွက်သွားတာကိုမြင်မှုပါတယ်မျက်လုံးတွေအလင်းပြတ်သွားတာကိုယ်ခန္ဓာအေးသွားတာကိုမြင်မှုပါတယ်သူတို့ဘယ်သွားကြတယ်လဲသိချင်ပါတယ်တခုခုကြံနေလားဒါမှမဟုတ်အားလုံးပြီးဆုံးသွားပါသလားဗုဒ္ဓကချက်ချင်းမဖြေပဲမျက်လုံးပိတ်လိုက်ပြီးလောကထဲကမဟုတ်တဲ့တခုခုကိုနားထောင်နေတယ်လို့ဖြစ်ပါတယ်ခဏကြာတော့မျက်လုံးပြန်ဖွင့်ပြီးပြောလိုက်ပါတယ်မင်းမေးတာကတေးပြီးအင်းဘာဖြစ်လဲလို့မေးတာပေါ့ဒါပေမဲ့အဲ့ဒီမေးခွန်းကိုမဖြေခင်ပိုအရေးကြီးတာတခုကိုနားလည်ရမယ်ယဟန်ကြီးမျက်လွှာချသွားပါလေဗုဒ္ဓကဆက်ပြောပါလေတောက်လောင်နေရင်မီးတောက်တစ်ခုပျောက်ကွယ်သွားရင်ဘာဖြစ်သွားလဲလို့မေးနေပေမဲ့မီးဆိုတာဘာလဲလို့မမေးသေးသလိုဖြစ်နေလေဘသူသေးတယ်လို့ထင်နေလေဘာကိုပျောက်သွားတယ်လို့ယူဆနေလေယဟန်ငယ်တိတ်သွားပါတယ်တပည့်တော်မသိပါဘူးမြတ်စွာဘုရားဗုဒ္ဓကနည်းနည်းပြုံးပြီးအဲ့ဒီမသိတာကစတင်ရနေရပဲလို့ပြောပါတယ်ဗုဒ္ဓကမေးပါတယ်လူတယောက်တေးသွားတာကိုမြင်တဲ့အခါမင်းဘာကိုမြင်ခဲ့လဲကိုယ်ခန္ဓာရက်သွားတာကိုမြင်ပါတယ်အသက်ရှူလော်ရင်သွားတာကိုမြင်ပါတယ်မျက်လုံးထဲကအလင်းပြောက်သွားတာကိုမြင်ပါတယ်ဗုဒ္ဓကခေါင်းညိပါတယ်မင်းမြင်တာကိုယ်ခန္ဓာပဲဒါပေမဲ့လူကိုမြင်ခဲ့လားကိုယ်ထဲမှာနေထိုင်နေတဲ့သူကိုမြင်ခဲ့လားဒါမှမဟုတ်ပုံစံပဲမြင်ခဲ့လားယဟန်ငယ်တိတ်သွားပြီးပုံစံပဲမြင်ခဲ့ပါတယ်လို့ဖြေပါတယ်ဒါဆိုဘာကြောင့်လူကအဲ့ဒီပုံစံထဲမှာရှိနေတယ်လို့ယူဆနေလဲဗုဒ္ဓကပြန်မေးပါတယ်ဗုဒ္ဓကဆက်ပြောပါတယ်မင်းထင်နေတာကမင်းဟာကိုယ်ခန္ဓာတစ်ခုဖြစ်ပြီးအတွေးအမြင်တစ်ခုရှိနေတယ်လို့ပဲဒါပေမဲ့အမှန်ကပြောင်းပန်မယ်မင်းဟာအတိအမြင်ဖြစ်ပြီးကိုယ်ခန္ဓာကိုခဏလောက်အသုံးပြုနေတာပဲယဟန်ငယ်တိတ်တိတ်လိဒါဆိုအတိအမြင်ကသေပြီးရင်စစ်တည်နေလားဗုဒ္ဓကပြောပါတယ်အတိအမြင်ကမသေးဘူးစစ်တည်နေလားမဟုတ်ဘူးမသေးတဲ့အရာပဲဖြစ်တယ်ဒါဆိုကျွန်တော်ဘာလို့သေခြင်းကိုကြောက်နေရလဲမင်းကြောက်တာသေခြင်းမဟုတ်ဘူးမင်းရဲ့ဇက်လန်းကြောက်သွားမှာကိုကြောက်နေတာမင်းနာမည်မင်းအမှတ်တရမင်းအကျင့်စရိုက်မင်းမျက်နှာဒီအရာတွေကအဝတ်အစားလိုပါပဲမင်းဟာအဝတ်အစားမဟုတ်ဘူးဒါဆိုအမြဲတည်နေတာပါလေယဟန်ငယ်မေးပါပဲဘုရားကလက်မြောက်ပြီးဘာကကြည်နေတာလဲဘာကတိနေတာလဲပြောင်းလဲခြင်းကိုဘာကသတိပြုနေတာလဲအဲ့ဒီအရာလဲမပြောင်းလဲတာယဟန်ငယ်ကညင်းသားစွာတတ်တယ်ခန့်တဲ့အတိယူလိဘုရားကခေါင်းကြည့်ပါတယ်တေးခြင်းကတကယ်ဘာဖြစ်လဲယဟန်ငယ်ထပ်မေးပါတယ်ဘုရားကပြန်ဖြေပါတယ်တေးခြင်းနီးလာရင်အာယုံတွေစွတ်ခွေလာတယ်လောကကြီးကအိမ်မက်လိုဝေးသွားတယ်ကိုယ်ခန္ဓာအားနည်းလာတယ်အသက်ရှူပိုပါလာတယ်ငါဆိုတဲ့ဇလန်နှက်ဆိုင်မှုလော်ရင်သွားတယ်ကိုယ်ပိုင်အထူးသဘောတရားပြက်ကွက်သွားတယ်ဒါပေမဲ့ဘဝတစ်လုံးကိုတတ်သိခံနေတဲ့အတိအမြင့်ကတော့မထိခိုက်ဘူးယဟန်ငယ်မေးပါတယ်အတိအမြင့်မထိခိုက်ဘူးဆိုရင်ဘာလို့တေးခြင်းကိုပညာရှိတွေအထိကြောက်ကြလဲဗုဒ္ဓကပြောပါတယ်ပညာဆိုတာကြောက်ရွံ့ခြင်းမဟုတ်ဘူးကြောက်ရွံ့ခြင်းကိုနားလည်ခြင်းပဲတရားလူကိုထားဝလာလို့မှားယွင်းတတ်မှတ်ခြင်းကကြောက်ရွံ့ခြင်းပေါ်လာတယ်ကိုထင်ရောက်ခြင်းနဲ့ချိတ်ဆက်ထားလို့ပါပဲဘယ်လိုချိတ်ဆက်မှုကိုဖြုတ်နိုင်မလဲရှင်းရှင်းလင်းလင်းမြင်လိုက်ပါအတွေးကိုကြည်တုံနဲ့မဖြစ်အောင်ကြည်နိုင်ရင်ခြိုင်နှောင်မှုကျိုးသွားမယ်ကြောက်ရွံ့ခြင်းကိုမယုံကြည်ဘဲကြည်နိုင်ရင်ခြိုင်နှောင်မှုကျိုးသွားမယ်စိတ်ကိုမလိုက်နာပဲတတိထားကြည်နိုင်ရင်ခြိုင်နှောင်မှုကျိုးသွားမယ်ဗုဒ္ဓကမီးတိုင်တစ်ခုကိုလက်ညှိုးထိုးပြီးမေးပါတယ်ဒီမီးပြောက်သွားရင်ဘယ်ရောက်သွားလဲယဟန်ကပြန်ဖြေပါတယ်ဘဲမှမရောက်ပါဘူးတောက်လောင်နေတာရက်သွားတာပဲဖြစ်တယ်ဗုဒ္ဓကပြုံးပြီးအထီးကဒါပါပဲမီးဆိုတာတခုခုတီးခြားအရာမဟုတ်ဘူးအခြေအနေစုပေါင်းကဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတစ်ခုပဲအခြေအနေတွေပြီးဆုံးရင်လှုပ်ရှားမှုရပ်သွားမယ်ဒါပေမဲ့မီးဖြစ်နိုင်ခြင်းကနေရာတိုင်းမှာရှိနေတယ်အတိအမြင်လည်းအဲ့ဒီလိုပါပဲ
နောက်ဆုံးမှယဟန်ငယ်မေးပါတယ်ဒီအမှန်တရားကိုတီးပြီးနောက်ဘယ်လိုအသက်ရှင်ရမလဲဘုန်းကျကပြန်ဖြေပါတယ်ဇက်ကောင်အဖြစ်မနေနဲ့တက်တဲ့အဖြစ်နေပါလွတ်လပ်စွာလုပ်ပါနှက်ဆိုင်စွာချစ်ပါဒါပေမဲ့မဖမ်းဆီးပါနဲ့စုပ်ကိုင်းမထားပါနဲ့တေးချင်းလာရင်စုပ်ကိုင်းမထားမှုကပဲလွတ်မြောက်ခြင်းဖြစ်တယ်ယဟန်ငယ်မျက်လုံးပိတ်လိုက်ပါတယ်တိတ်ဆိတ်မှုတစ်ခုကြားဆင်းလာပါတယ်ပြန်ဖွင့်လိုက်တော့အရာတစ်ခုပြောင်းလဲသွားခဲ့ပြီသူကဘူးတရက်ကိုဥညွတ်ပါတယ်ရှားဖွေးသူအဖြစ်မဟုတ်ဘူးလူအဖြစ်မဟုတ်ဘူးဇက်လန်းအဖြစ်မဟုတ်ဘူးအတိအမြင်ကအတိအမြင်ကိုဥညွတ်တယ်လို့ပါပဲအဲ့ဒီအချိန်မှသူနားလဲသွားခဲ့တယ်